အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့ရဲ့မြန်မာနိုင်ငံမှာအထူးခြားဆန်းပြဆုံးသောနေရာတွေကတစ်ခုဖြစ်တဲ့အင်းလေးရေကန်ကြီးကျောင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ညောင်ရွှေမြို့အနီးမှာတည်ရှိပါတယ်ရေကြီးနားခရိုင်မှာရှိပြီးတော့အင်းတော်ကြီးအိုင်မှာလွှဲလင်မြန်မာနိုင်ငံမှာဒုတိယမြောက်အကြီးဆုံးကန်ကြီးလည်းဖြစ်ပါတယ်တောင်နဲ့မြောက်တန်းလေးရှိတဲ့တောင်တန်းကြီးနှစ်ခုကြားမှာခွက်ဝင်နေတဲ့ညောင်ရွှေကြိုင်ဝန်းကြီးရဲ့အလဲအနက်ဆိုင်ဆုံးအပိုင်းမှာတည်ရှိနေပါတယ်။လော်ပီတောင်မှာရှိတဲ့တစ်ချိန်ကအရှေ့တောင်အာရှမှာအကြီးဆုံးဖြစ်ခဲ့မှုတဲ့ရေအားလျှက်စစ်ထုတ်လုပ်ရေးစက်ရုံတွေအဓိကကျတဲ့ရေအရင်းမြစ်တဘာဝတူလောင်ကန်ကြီးလည်းဖြစ်ပါတယ်။အင်းလေးကန်ရဲ့အထူးခြားဆုံးအချက်တစ်ခုကတော့လေကိုခြေဖြင့်လှော်ခတ်ခြင်းပဲဖြစ်ပါတယ်။အင်းလေးဒေသနန်းဟူရွာမှာရှိတဲ့ဖောင်တော်ဦးဘုရားကတကူကြီးဘုရားအဖြစ်ထင်ရှားကျော်ကြားလာပါတယ်။ကျေဝန်းအဖြစ်44.9 စတုရန်မိုင်116 စတုရန်ကီလိုမီတာခန့်ရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်2900ပေ880မီတာမှာတည်ရှိပါတယ်။၆သွေးတဲ့နေရာတွေမှာတော့ရေအနက်က9ပေ2.1မီတာခန့်ရှိပြီးရေနဲ့တဲ့နေရာမှာတော့12ပေ3.9မီတာခန့်သာရှိပါတယ်။ဝင်ရဒီမှာဆိုရင်တော့9ပေ1.5မီတာအထိရေမျက်နှာပြင်မြင့်တက်လာပါတယ်။အင်းလေးကန်ကတောင်ပေါ်ရေရိုင်တစ်ခုဖြစ်ပြီးတောင်နှင်းမြောက်အလျား9မိုင်ခန့်ရှိပါတယ်။အကျယ်ဆုံးနေရာမှာတော့အရှိနဲ့နောက်3မိုင်ခွဲခန့်ရှိပါတယ်။ကန်ကနန်းပီလူခေါ်ဘလူးချောင်းတွေမှဖြတ်ပြီးတော့တောင်ဘက်စွန်းမှစီးထွက်သွားပါတယ်။ AD 1044ကပကံမှာမြန်မာနန်းယူစခဲ့တဲ့ပထမမြို့တီနန်းတင်ဘရင်ဖြစ်တဲ့အနော်ယထာမင်းမြတ်ကြီးရဲ့မြစ်တော်ဖြစ်တဲ့ဘရင်အလောင်းစီသူကတိုင်းပြည်တနင်္လာခရီးတွေသွားခဲ့ပါတယ်။အဲဒီမှာဒဝဲသားတို့လည်းနောက်တော်ကပါလာကြတယ်လို့ဆိုပါတယ်။ဒဝဲဆိုတာကအောက်မြန်မာနိုင်ငံကဲရုံးတဲ့ဒေသတိုင်းရင်းသားတစ်မျိုးဖြစ်ပါတယ်။အင်းလေးကန်ရောက်ဒဝဲသားတို့အတွက်အဲ့ဒီအရက်မှာအခြေချနေထိုင်ဖို့အရက်တစ်ခုကိုဘရင်မင်းမြတ်ကသတ်မှတ်ပေးတော်မူခဲ့ပါတယ်။ဘရင်လောင်းစုသူကဖောင်တော်ကြောက်ချရာအင်းလေးကန်မဟာမှာဘုံတောင်ရုပ်ပွားတော်၅စုနဲ့ဖောင်တော်ဦးစီတော်တည်တော်မူခဲ့ပါတယ်။ရေစင်းသူတော်တို့ကိုမာလာယုကျွန်းဆွယ်သို့ဘရင်မင်းမြတ်ဖောင်ဆက်ကြအရောက်မှာရရှိယူဆောင်ခဲ့ရမှာအဲ့ဒီနယ်အတွက်ဒဝဲသားတို့ကိုကိုးကွယ်ဖို့ပေးသနာခဲ့တယ်လို့အဆိုရှိခဲ့ပါတယ်။အင်းလေးကန်ကိုခြံပြီးတော့တည်ထားတဲ့နေချင်းဆက်၄မြို့နယ်ကကဲရီပြင်းအပါဝင်ကြေးရွာတို့မှာနေထိုင်ကြသူပေါင်း9000ခန့်ရှိတယ်လို့ခန့်မှန်းရပါတယ်။အင်းသားလူမျိုး၊ရန်၊ပအို့၊တနုစတဲ့လူမျိုးတွေနေထိုင်ကြပါတယ်။ဖောင်တော်ဦးဆန်ကျောင်းတော်၌တရင်ကျုံလာစံတရက်နေရနေပြီးတော့နနက်4နာရီခန့်မှာဖွင့်ပွဲခမ်းနားတွေပြုလုပ်ပြီးနနက်9နာရီမှာစတင်ကဆန်ကျောင်းတော်ရှိဘုရား၅စုနဲ့၄စုအားလင်းသာပေါင်းဖြင့်ကျေးဘော်ကုန်းရွာသို့ရာပေါင်းများစွာသောလှေလော်သမားများကခြေထောက်တစ်ဖက်တည်းဖြင့်လှော်ခတ်ကချိတ်ယူပင့်ဆောင်လာခဲ့ပါတယ်။အင်းတိန်ရွာမှာတော့တရင်ကျုံလာစံ2ရက်မှ3ရက်နေ့ထိဗုဒ္ဓပူဇနီးယပွဲတော်များကျင်းပကြပါတယ်။တရင်ကျုံလာစံ4ရက်မှာတော့ရွာမရွာတရင်ကျုံလာစံ5ရက်မှာငဖယ်ဆောင်ရွာတရင်ကျုံလာစံ6ရက်မှာတော့ကြီးစားကုန်းရွာနဲ့ပွဲစားကုန်းရွာစသဖြင့်အင်းလေးကန်အနီးရှိရွာအသီးသီးမှာဗုဒ္ဓပူဇနီးယပွဲတော်များကျင်းပကြပါတယ်။အဲဒီနောက်မှာတော့ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက်တရင်ကျွတ်လာစံ9ရက်မှ9ရက်နေ့ထိစံချောင်းတော်ကြီးမှာကိန်းဝတ်ဆံပေတော်မူပြီးဗုဒ္ဓပူဇနီးယပွဲတော်ကိုကျင်းပကြပါတယ်။အဲဒီနောက်မှာတော့ညောင်ရွှေမြို့စံချောင်းတော်မှာနနက်9နာရီခန့်မှာနန်းသေးရွာသို့ဆက်လက်ကြချီပြီးတရင်ကျွတ်လာစံ17ရက်မှာတလဲဦးရွာတရင်ကျွတ်လာစံ12ရက်မှာတကလရွာနဲ့ဇေယျကြီးရွာတရင်ကျွတ်လာစံ13ရက်မှာအလူတော်ပေါက်နဲ့နန်းပန်ရွာအဲဒီနောက်မှာတော့မကြီးစိတ်ရွာကျိုင်းခန့်ရွာတွေသို့ဆက်လက်ပြီးကြွချီကဗုဒ္ဓပူဇနီးယပွဲတော်များကျင်းပကြပါတယ်။တရင်ကျွတ်လာပြည့်နေ့ရောက်တဲ့အခါမှာတော့မိုင်းပြိုးရွာတရင်ကျွတ်လာစုပ်1ရက်နေ့မှာနောင်တော်ရွာတရင်ကျွတ်လာစုပ်2ရက်နေ့မှာအင်းဖော်ကုန်းရွာနဲ့ရေးသာရွာတို့ကိုကြွချီကဗုဒ္ဓပူဇနီးယပွဲတော်များကျင်းပကြပါတယ်။တရင်ကျွတ်လာစုပ်3ရက်နနက်8နာရီမှာဖောင်တော်ဦးဆန်ကျောင်းတော်သို့ပြန်လည်ရောက်ရှိလာပြီးကျောင်းတော်ဝင်ပွဲအားစီကားတိုက်မြင့်စွာကျင်းပလေ့ရှိပါတယ်။တပိုင်းတနိုင်ငါးဖမ်းလုပ်ငန်းလုပ်ကင်ခြင်းဖြင့်လည်းအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။နောက်ထပ်စီးပွားဖြစ်လုပ်ငန်းတစ်ခုကတော့ကျိုးမျိုးစိုက်ပျိုးရေးပဲဖြစ်ပါတယ်။စိုက်ပျိုးတဲ့သီးနှံကတော့ခရမ်းကျင်သီးကိုအဓိကစိုက်ပျိုးကြပါတယ်။အဓိကစီးပွားရေးအနေနဲ့ကတော့ရက်ကန်းရက်လုပ်ခြင်းပဲဖြစ်ပါတယ်။အင်းလေးကန်ဟာရှေးရိုးစင်လာရက်ကန်းလုပ်ငန်းအတွက်ကြော်ကြားပါတယ်။ဒီနေ့တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကတော့ကျမသိသလောက်အင်းလေးကန်ကြီးအကြောင်းပဲဖြစ်ပါတယ်ရှင်။